ကုလာမင်းမျိုးပုံနာမျိုးတို့တွင်လူတို့အလေးမြတ်ပြုသောအမျိုးကိုကြည်ခြင်းစနေတိယအာယုမေတော်ဤတတန်းကိုကြည်ခြင်းဟူသောကြည်ခြင်းကြီးငါးပါးကိုကြည်ပြီးနောက်လူပြည်၌ပရိသတ်တွေနေဖို့ဝန်ခံတော်မူပါれဝါဆိုလာပြည်နေမှာမေတော်မာယာကမနက်စောစောကပင်အလူဒါနာကြီးကိုပြု၍ဥပုပ်ဆောင်ထိုင်ပြီးလျင်တိုက်ခန်းသို့ဝင်၍တနုံတော်၌တယောက်ဆက်အိတ်တော်မူပါれအိပ်ပျော်နေစဉ်အောက်ပါအိမ်မက်ကိုညှင်မှတ်ပါれနမင်းကြီး၄ယောက်တို့ကမိဖုရားကိုဟိမဝိနာတော၌ရှိသောစေတံမြင်းတီလာကြောက်ဖြာတို့တလွန်တဲ့တစ်ခွယူဆောင်၍အင်ဂျင်ပင်ကြီးအောင်မှချထားကြပါれအဲဒီနောက်နတ်မိဖုရားများကအနာဝတ္တအိုင်ကိုဆောင်၍မိဖုရားကိုရည်ချိုးပေးကြပါれအဲဒီနောက်နတ်ဝတ်တစားတွေကိုဆင်ရင်ပြီးကငွေတော်အတွင်း၌ရှိသောရွှေဘိမှန်တို့သွင်း၍အိယာ၌အိတ်ဆက်ကြစီပါれထိုအခါဖယားလောင်းဆင်ပြူတော်ကသူ့ဤနေရာရွှေတော်